အဲ့ဒီနေ့ညမှာအမေမရှိပဲအိမ်မှာတယောက်တည်းရှိနေခဲ့တယ်ညလယ်မှာတကားကိုတောက်လို့ခောက်တန်ကြတယ်ဘသူလဲအမေပြန်လာပြီလားစိတ်လှုပ်ရှားစွာနဲ့လှမ်းမေးလိုက်တယ်ပြီးတော့တကားရဲ့အတွင်းကနေတဖြည်းဖြည်းချင်းချောင်းကြည့်လိုက်တယ်တကားရှိမှာအမေနဲ့နည်းနည်းတူတဲ့မိန်းမတစ်ယောက်ရက်နေတာကိုတွေ့လိုက်တယ်ဒါပေမဲ့ဒီညမှာအမေကပြန်မလာသေးဘူးလို့ဖုန်းဆက်ထားတယ်လေဒါဆိုတာဘာတူလဲကျမတကားဖွင့်လိုက်ရင်ကောင်းမလားမဖွင့်ရဘူးလားကျမတကားနောက်ကနေချောင်းကြည့်နေတော့မှာပဲသူကကျမနာမည်ကိုခေါ်လိုက်တယ်အဲ့ဒီမိန်းမကသမီးလို့အမေခေါ်တယ်လို့ခေါ်လိုက်တယ်သူ့အတန်ကလည်းအမေနဲ့တူနေတယ်ဒါပေမဲ့သူ့မျက်နှာကိုကျမကြည့်လိုက်တော့မသိတယ်လို့ဖြစ်နေတယ်သူကပြောတယ်သမီးအမေကိုမှတ်မိတော့ဘူးလားကျမနောက်ကိုနည်းနည်းဆုပ်လိုက်တယ်အဲ့ဒီအချိန်မှာပဲဖုန်းမြည်လာတယ်ဖုန်းထဲကအတန်ကအမေဖြစ်နေတယ်အမေကပြောတယ်သမီးအမေအိမ်မရောက်သေးဘူးတကားကိုပိတ်ထားနော်တကားလုံးဝမဖွင့်ရဘူးနော်သမီးဒုက္ခပါပဲကျမဘာလို့ရမှမသိတော့ဘူး